ကုန်ကားကြီးထွက်သွားတော့ရွာကလူတွေအုံကြက်ကြက်ဖြစ်ကုန်ကြတယ်တချို့ကရွှန်ရှမ်းမင်းဒီတခါတော်တော်လေးဈေးကောင်းရတာပဲလို့ပြောကြပြီးတချို့ကတော့လေတံပြောင်းပြီးငါမြင်ကလေးကဒီကောင်အောင်မြင်မှာတည်တာပဲအရင်ကအားနာလို့မချီကျူးမိတာလို့ပြောကြတယ်ကျွန်တော်လူတွေကိုဝေ့ကြည့်လိုက်တဲ့အရင်ကဘသူတွေအကျယ်ဆုံးထောင်ခဲ့လဲဆိုတာရှင်ထဲမှာအကုန်မှတ်ထားတယ်ကျွန်တော်မျိုးပေါ်ကိုချက်ချင်းမောင်းသွားပြီးမာကိုရဲ့ဆိုင်ကအစာဖိုးကျွေးတွေကိုလက်ငင်းသွားဆက်လိုက်တယ်မာကိုကရွှန်ရှမ်းမင်းတကယ်တော်တာပဲလို့ငါတည်တာပဲလို့အရှုံးဖောက်တယ်ကျွန်တော်အကျွေးစာချုပ်ကိုပြန်ယူပြီးခောက်ရင်းကိုမခမားတည်တာနောက်ကျသွားပြီလို့ပြောလိုက်တဲ့ဆိုင်ထဲကထွက်လာပြီးအမအိမ်ကိုသွားကငွေစုစာအုပ်ကိုမူလအတိုင်းပြန်ပေးခဲ့တယ်အမကအံ့ဩပြီးတကယ်အဆင်ပြေသွားပြီလားလို့မေးတော့ကျွန်တော်ကောင်းကြီးပြပြီးအဆင်ပြေသွားပါပြီကျွန်တော်ဒီထက်မကထက်စူးစမ်းရအောင်မယ်လို့ပြောခဲ့တယ်ညဘက်ရွာပြန်ရောက်တော့အိမ်ရှိမှာနေကင်းကကျွန်တော်ဘယ်တော့ပျက်စီးမလဲလို့မင်းနေတဲ့လူတွေဝိုင်းဝင်နေကြတယ်အခုတော့သူတို့ကဘယ်စည်းနဲ့ရောင်းရလဲဗတထေးနဲ့ချိတ်မိလဲနောက်တစ်တုပ်ဘယ်တော့လဲဆိုတာလာစုံစမ်းနေကြတာကျွန်တော်အိမ်တကားကိုပိတ်လိုက်ပြီးဒါကျွန်တော်ကိုယ်တိုင်လမ်းဖောက်ခဲ့တာကျွန်တော်ကိုထမင်းအေးဆေးဆေးစားပါရစေဦးလို့ပြောလိုက်တော့လူတွေအကုန်လူစုခွဲသွားကြတယ်ဝမ်းခွဲအကိုတယောက်တည်းလမ်းမိတိုင်အောင်မှာမျက်နှာမင်းမင်းနဲ့ရက်ကြံခဲ့တယ်သူကျွန်တော်ကိုစိုက်ကြည့်ရင်နှက်ခမ်းတွေတုံနေပေမဲ့ဘာမှပြောမထွက်ဘူးကျွန်တော်အထဲဝင်ခံဒီမှာနောက်ကနေလေတံတိုးတိုးနဲ့ကျိုးရွှန်ရှမ်းမင်းအများကြီးတာယာမနေနဲ့ဦးလို့ပြောတန်ကြရတယ်ကျွန်တော်လှည့်မကြည့်ပဲအခန့်ပြင်းနေတာခမားပဲကျွန်တော်မဟုတ်ဘူးလို့တခွန်းပဲပြန်ပြောလိုက်တယ်အဲ့ဒီညကကျွန်တော်ပထမဆုံးအကြိမ်ကောင်းကောင်းအိပ်ပျော်ခဲ့တယ်ဒါပေမဲ့ဝမ်းခွဲအကိုကကျွန်တော်တကယ်အောင်မြင်သွားတာကိုမြင်ရင်အလွယ်တကူလက်လျှော့မှာမဟုတ်ဘူးဆိုတာသိတယ်ဘာလို့လဲဆိုတော့သူ့ရဲ့မျက်နှာအမူအရာကပထမဆုံးအကြိမ်လုံးဝပြောင်းလဲသွားလို့ပဲပထမတစ်တုပ်ရောင်းပြီးတာနဲ့ကျွန်တော်နားမနေပဲနောက်ရက်မှာပဲခြံကိုပြန်လဲပြင်ဆင်ခဲ့တယ်လေတိုက်တဲ့နေရာတွေကိုအစ်စ်လဲလဲတဲ့အဖေကပေကားအောက်ကနေတန်မိုတွေကမ်းပေးရင်ငါမင်းကိုကူညီတာမဟုတ်ဘူးမင်းနောက်တစ်ခါအရှုံးပေါ်မှာကြောက်လို့နှုတ်ကအင်းခံပြောနေရှာတယ်ကျွန်တော်တန်မိုကိုယူပြီးရေးလိုက်တယ်ကောင်းပါပြီအဖေကြောက်တယ်ပဲထားပါတော့အမေကလည်းကျွန်တော်အတွက်ရင်နွေးတွေချက်ပေးပြီးနောက်တစ်တုပ်ကျရင်ဒီလောက်အများကြီးမွေးဦးမလို့လားလို့မေးတယ်ကျွန်တော်စည်ရင်းစာအုပ်ကိုပြပေးပြီးကျွန်တော်အရင်ဆုံးအကောင်1200လောက်ပဲအရင်အခြေခံအောင်လုပ်မယ်လို့ပြောတော့အမေကအများကြီးမလုပ်ပါနဲ့ဦးလို့စိုးရိမ်နေကျွန်တော်လောင်းကစားလုပ်နေတာမဟုတ်ဘူးတေးသေးချာချာတွက်ချက်ထားတာလို့အားပေးလိုက်တယ်မြို့ကတထေးလျံကစကားတီးတယ်ရပိုင်းတွင်းမှာတင်စားတော့ဆိုင်ကုံဝဲသူ2ယောက်နဲ့မိတ်ဆက်ပေးတယ်ကျွန်တော်နေ့ဘက်မှာဈေးနှုန်းညှိနှိုင်းညဘက်မှာစည်ရင်းမှတ်နဲ့အိပ်ရင်အောင်ဖုန်းကိုခေါင်းပေးမှာထားရတယ်ဖြည်းဖြည်းချင်းကျွန်တော်လက်ထဲမှာပတ်စံတွေရှိလာတယ်အရင်ကမြင်တာနဲ့လှောင်တက်တဲ့လူတွေရဲ့အမူအရာလည်းပြောင်းလဲလာတယ်ဒေါ်ကြီးဝမ်ကကြက်ဥတွေယူလာပြီးရွှန်ရှမ်းမင်းရဲ့ငန်းတွေကမြင်မြင်ကြီးတယ်လို့ကြားတယ်အစာကိုဘလို့ဆက်ကျွေးရလဲလို့လာမေးတယ်ကျွန်တော်ကြက်ဥတွေကိုယူပြီးဒေါ်ကြီးအစာဆက်နီးကပြုတ်ဝက်ချက်မဟုတ်ပါဘူးအဓိကဂယုဆိုင်ဖို့ပဲလိုတာလို့ပြောလိုက်တယ်သူကထပ်မေးချင်သေးပေမဲ့ကျွန်တော်ကဒေါ်ကြီးခဏထိုင်ဦးကျွန်တော်ခြံထဲသွားကြည့်ရအောင်မယ်လို့ဆိုပြီးထွက်လာခဲ့တယ်ရွာနောက်ပိုင်းကငန်းတွေအသက်ရှင်ချက်ခြံလကားပေးမယ်လို့စိန်ခေါ်ခဲ့တဲ့လူကြီးကကျွန်တော်သွားတာမြင်တော့လန်းပြတယ်ရွှန်ရှမ်းနဲ့အားရရကြရင်ငါ့ကိုနည်းနည်းတင်ပေးပါဦးကျွန်တော်ဒီတတော့အလုပ်ရှုပ်နေလို့နောက်မှပြောတာပေါ့လို့ပဲလှမ်းပြောလိုက်တယ်သူတို့နှုတ်ကမန်တင်းနေကြပေမဲ့မျက်လုံးတွေကတော့အရင်လိုမဟုတ်တော့ဘူးအခမ်းရခက်ဆုံးကဝမ်းခွဲအကိုပဲလူတွေကျွန်တော်ခြံကိုလာကြည့်ရင်သူကအပြင်ကနေသူအခုတတော့အောင်မြင်တာကံကောင်းလို့ပါဘသူမဆိုကံကောင်းတတ်တာပဲလို့ကဲရဲ့တချို့ကကျွန်တော်မွေးတာတော်တယ်လို့ချီးကျူးရင်သူကမဲပြုံးပြီးဒါကံပဲမွေးမြူရေးအလုံးမှာဘသူကအမြဲတမ်းကံကောင်းနေမှာလဲတဲ့ကျွန်တော်ကြားပေမဲ့ဘာမှပြန်မပြောဘူးသူမကျေနပ်တာမဟုတ်ပဲစပြီးကြောက်နေပြီဆိုတာကျွန်တော်သိတယ်ဒုတိယတတော့သားပေါက်တွေရောက်လာတော့ကျွန်တော်အရင်ထက်ပိုပြီးဂယုစိုက်ခဲ့တဲ့ရေလိုင်းတွေကိုပိုးတက်တယ်အစားဆက်နီးကိုပိုပြီးတိကျအောင်လုပ်တယ်ဦးလေးယိုလာကြည့်ပြီးမင်းဒီတခါတော့တကယ်လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ချီးကျူးတယ်ကျွန်တော်မှတ်စုစာအုပ်ကိုပြပြီးဦးလေးယိုဘယ်နေရာတွေလိုအပ်သေးလဲကြည့်ပေးပါအောင်လို့မေးတော့သူကအပူချိန်ထိမိတဲ့နေရာအချို့ကိုဝိုင်းပြပေးတယ်အဲ့ဒီညမှာပဲကျွန်တော်မြို့ပေါ်ကနေအရန်လေးဘူးဆက်တလုံးသွားဝယ်ခဲ့တယ်အမကဖုံးဆက်ပြီးမင်းခုဘောပုံဆိုပုံကတထေးစစ်ဖြစ်နေပြီလို့ရဲပြီးပြောတယ်ကျွန်တော်ခြံစည်းရိုးကိုမှီပြီးငန်းတွေကိုကြည့်ရင်တထေးလိုဖြစ်နေတာမဟုတ်ပါဘူးတကယ်တထေးဖြစ်အောင်လုပ်နေတာလို့ပြန်ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်ဒုက္ခခံပြီးစူးစမ်းနေတော့မှရွာထဲမှာကောလာဟာလာတွေထပ်ထွက်လာပြန်တယ်တချို့ကသူ့အပြင်ကအဆက်အသွယ်တွေရှိလို့ကုန်ရောင်းရတာအရေးချင်းကြောင့်မဟုတ်ဘူးလို့ပြောကြပြီးတချို့ကတော့သူစည်းနေပြီးရောင်းတာနေမှာမဟုတ်ရင်ဒီလောက်မြန်ပဲရောင်းရမလဲလို့ဆိုကြတယ်အယုတ်မှာဆုံးကဝမ်းကွဲအကိုပဲသူကဖဲဝိုင်းမှာထိုင်ရင်ကျိုးရွှင်ရှမ်းရဲ့အကြောင်းကိုငါအတိဆုံးပါသူကအချိန်ကောင်းနဲ့ကြုံသွားလို့ဘသူမဆိုပတ်စံရှာနိုင်တဲ့အချိန်မို့လို့လျှောက်ပြောတယ်ဒီစကားတွေကျွန်တော်နားတယ်ပြန်ရောက်လာပေမဲ့ကျွန်တော်ရံမလုပ်ဘူးဒုက္ခခံပြီးပိုကောင်းအောင်ပဲငွေပြလိုက်မယ်ဘသူစကားများလဲသူတို့ကိုကုန်ပစ္စည်းနဲ့ပဲတက်တည်ပြမယ်ဘသူမကျေနပ်ဘူးလဲခနန်းတွေနဲ့ပဲစကားပြောမယ်တရက်ညနေပိုင်းမျိုးကပြန်လာတော့ဝမ်းခွဲအကိုကကျွန်တော်ငန်းချံပေးမှာပတ်ချလဲနေတာတွေ့ရတယ်သူကပတင်းပေါက်ကနေအထဲကိုချောင်းကြည့်လိုက်မြေကြီးပေါ်ကအစာခွန်တွေကိုကောက်ကြည့်လိုက်လုံနေတာကျွန်တော်သုံးပြီးဆိုင်ကယ်ကိုသူ့ဘေးမှာရက်ပြီးကြည့်လို့ဝပြီလားလို့မေးလိုက်တယ်ဝမ်းခွဲအကိုကလန့်သွားပြီးလက်ကိုခါကငါမင်းရဲ့ကံကောင်းမှုကိုလာကြည့်တာပါလို့စင်ကြ
ကြေပေးတယ်ကျွန်တော်သူ့ချေဘွားကရှွန့်တွေကိုစိုက်ကြည့်ပြီးခမားခိုးတင်ဖို့လာတာလားပြဿနာရှာဖို့လာတာလားလို့မေးလိုက်တယ်ဝမ်းခွဲအကိုကမင်းရဲ့နီးလန်းတွေကိုဘသူကအဖိုးတန်နဲ့အောက်မေးလို့လဲလို့မဲ့ပြောတယ်ကျွန်တော်လမ်းဆောင်ကိုလက်ညှိုးထိုးပြီးမလို့ချင်ရင်ဝေးဝေးသွားငါချံကိုလာမညစ်ပတ်နဲ့လို့နှင်ထုတ်လိုက်တယ်ဝမ်းခွဲအကိုကလှည့်ထွက်သွားရင်လမ်းဆောင်ရောက်တော့လေတံမြင့်ပြီးကျိုးရွှန်ရှမ်းမင်းကိုအထင်ကြီးမနေနဲ့မင်းကကံကောင်းလို့ပါအနည်းနဲ့အမြန်ပြုတ်ဦးမှာလို့អော်သွားတယ်လမ်းသွားလမ်းလာတချို့ကြားပေမဲ့ဘသူမှဝင်မပြောရဲကြဘူးကျွန်တော်ခြံဝမှာရက်ပြီးသူ့ကြောပြင်ကိုကြည့်ရင်အချက်တစ်ခုကိုတေးသေးချာချာနားလည်လိုက်တယ်သူကျွန်တော်ပျက်စီးမှာအာကိုစောင့်နေတာမဟုတ်ဘူးကျွန်တော်ရဲ့နီးလန်းတွေကိုခိုးယူဖို့ကြံစီနေတာဒုတိယတစ်တုပ်ကုံထွက်မဲ့နေ့မိုးလင်းစမှာပဲတထေးလျက်ရဲ့ကားရောက်လာခဲ့တယ်ဒီတစ်ခါတော့ကျွန်တော်အရင်လိုစိတ်မလှုပ်ရှားတော့ဘူးချင်းတောင်းတွေကားတင်မဲ့အစီအစဉ်တွေကိုကြိုတင်ပြင်ဆင်ထားပြီးတထေးလျက်ကားပေါ်ကစင်ချင်းလက်မထောင်ပြတယ်ရွှန်ရှမ်းဒီတစ်တုပ်ကပြီးခဲ့တဲ့တစ်ခေါက်ထက်ပိုတောင်ကောင်းသေးတယ်ကျွန်တော်ရေးပြီးစိတ်လိတ်ကမ်းပေးလိုက်တယ်ဒါကျွန်တော်ကံကောင်းတာမဟုတ်ပါဘူးပြီးခဲ့တဲ့တစ်ခေါက်ကအမားတွေကိုပြင်ဆင်ထားလို့ပါအယောင်းဝယ်ကအဆင်ပြေပြေပဲပြီးဆုံးသွားခဲ့တယ်တထေးလျင်ကကုံပေါ်မှာလက်မှတ်ထိုးပြီးတာနဲ့ကျွန်တော်ဖုန်းလေးကိုငွေဝင်နဲ့အတန်မြည်လာတယ်အဖေကခြံထဲမှာခေါင်းငုံပြီးစိတ်လိတ်ကို3ခါလောက်ခဲပြီးမှမိမိနိုင်ရှာတယ်အမေကတော့မျက်ရည်တုံရင်ဒီတစ်ခါတော့တကယ်အဆင်ပြေသွားပြီလို့ပြောတယ်ကျွန်တော်ပတ်စံတစ်ထုပ်ကိုစပွဲပေါ်တင်ပြီးအိမ်ကအကျွေးဟောင်းတွေကိုအရင်ဆက်လိုက်ပါအိမ်မိုးကိုလည်းပြုပြင်ရမယ်လို့ပြောတော့အဖေကပတ်စံကိုပြန်တွန်းပေးတယ်မင်းအလုပ်ထဲမှာလှည့်သုံးဖို့တင်ထားပါကျွန်တော်အဖေကိုကြည့်ပြီးအရင်ကအဖေကျွန်တော်ကိုအရှုံးပေါ်မှာကြောက်ခဲ့တယ်အခုတော့ကျွန်တော်ကိုယုံကြည်လို့ရပါပြီလို့ပြောလိုက်တယ်အဖေကခဏလောက်တိတ်သွားပြီးမှခေါင်းကြီးပြရှာတယ်ကျေးဇူးပဲဒီစကားတခွန်းကြောင့်ကျွန်တော်ခံခဲ့ရတဲ့ဒုက္ခတွေအားလုံးရှင်ထဲကနေလွင့်စင်သွားသလိုခံစားရတယ်ကျွန်တော်ဒီဘက်မှာအခြေခိုင်လာတော့ဝမ်းခွဲအကိုကကိုပြီးမနာလို့ဖြစ်လာတယ်သူကလူတွေစီမှာငန်းသားပေါက်အစာကုန်ကားအစာရှိတဲ့ကျွန်တော်နဲ့ပတ်သက်သမျှအားလုံးကိုလိုက်ဆောင်စမ်းတော့တယ်လမ်းဘေးမှာသူပွဲစားတွေနဲ့တီးတိုးပြောနေတာကိုခဏခဏတွေ့ရတယ်အစာဆိုင်ကကိုမာကကျွန်တော်ကိုတိုးတိုးလေးလာသတိပေးတယ်မင်းဝမ်းခွဲအကိုကမင်းရဲ့အစာဆက်နီးကိုလာမေးတယ်တတိလျံဘယ်တော့လာမလဲဆိုတာလဲမေးတယ်ကျွန်တော်စရင်စာအုပ်ကိုပိတ်ပြီးသူမေးချင်တာမေးပါစေကျွန်တော်မွေးစရာရှိတာမွေးမှာပဲလို့ပြောတော့ကိုမာကမင်းပေါ်စလို့မရဘူးနော်ကြိုးကြည့်ချန်ကမျက်နှာပြောင်တိုက်တတ်တဲ့လူမင်းပတ်စံရတာမြင်ရင်ဘာမဆိုလို့ရဲတာလို့သတိပေးတယ်ကျွန်တော်ကတော့ပြုံးပြီးသူကအပေါ်ယံပဲလိုက်တူနိုင်တာဆိုရင်တူပါစေပေါ့လို့ပဲပြောလိုက်တယ်